နေတိုင်းအားစိတ်နဲ့ကံဝင်နိုင်မယ်လုံနိုင်မယ်ဆိုလို့ရှိရင်တကယ်ကိုထိထိရောက်အကျိုးကြီးတယ်ဆိုတာလေးကိုဝေမျှပေးချင်တာပါမင်္ဂလာပါဘုရားတော်နေလားဆရာမင်းတီလာဖြစ်ပါတယ်ဖယုစိန်ဝင်ရွှေလူကုံရဲ့အားရပဲတယောက်ဖြစ်ပါတယ်ဝိဇာစရိုင်းဤပညာနဲ့ခုနှစ်သားသမီးတွေကိုကံကြမ္မာတွေဟောကြားပေးနေတာဖြစ်တယ်နေ့စဉ်ဒီအကြောင်းအရာတွေတင်ပေးတယ်လို့ပတ်စင်လဲရွှေတကားကြီးဖွင့်မအောင်ဆိုပြီးတော့ရည်ရည်တွေလည်းတင်ပေးနေတယ်အခါအားလျော်စွာလည်းအကျိုးရှိမဲ့ဆောင်းပါးတွေလည်းတင်ပေးနေပါတယ်လူတိုင်းကချမ်းသာခြင်းကြတယ်ပေါ့နော်ကြီးပွားချမ်းသာခြင်းကြတယ်ကြီးပွားချမ်းသာခြင်းတဲ့အခါကျတော့လွယ်ကူထိရောက်ပြီးတော့နေ့စဉ်ပုံမှန်လုပ်ရုံနဲ့အောင်မြင်သွားတဲ့ရည်ရည်ကျင့်စီတွေလည်းအများကြီးရှိတယ်အဲ့ဒီတရားမှာဆရာသမားတွေကနေပြီးတော့သင်ကြားပေးခဲ့တဲ့နေ့စဉ်ရည်လူရတဲ့ကျင့်စဉ်လေးတစ်ခုကိုပြန်ပြီးတော့ဝေမျှပေးခြင်းပါတယ်ဒီကျင့်စဉ်တွေကလည်းကိုယ်တိုင်လည်းကျင့်ကြံကြိုးကုပ်အားထုတ်ပြီးတော့မှအဆင်ပြေတယ်အောင်မြင်တယ်ဆိုပြီးတော့အကျိုးတရားတွေရရှိခံစားရပါတော့အားကြောင့်လည်းဒီကျင့်စဉ်လေးကိုအများပြည်သူတွေသိအောင်ဘိုးကနေပြီးတော့ဒီရေးတော့နေ့စဉ်တူရတဲ့ကျင့်စဉ်လေးကိုပြန်ပြီးတော့ဝေမျှပေးခြင်းပါတယ်ကြီးပွားချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုတဲ့လူတွေအတွက်ကိုရေးတော်ကျင့်စဉ်လေးပေါ့ကျင့်စဉ်လုပ်တဲ့နေရာမှာအဓိကလိုအပ်ချက်ကနှစ်ခုရှိတယ်နံပါတ်1ကတော့ဘုရားရှင်ကိုရမေကြီးကိုကပ်ဖို့အတွက်တောက်တော်ရေးခွဲလုပ်တယ်တောက်တော်ရေးခွဲဆိုတဲ့နေရာမှာလည်းကြီးဖလားလည်းရတယ်ကြီးတောက်တော်ရေးခွဲရတယ်အစင်ပြေရတောက်တော်ရေးခွဲလည်းရတယ်အဲ့ဒီတစ်ခုကတော့တီးတန့်ကိုအတွက်ထားနံပါတ်2ကတော့ပတိပေါ့ပတိစိတ်ရမယ်တရားရှင်လုံးပတိဆိုပိုကောင်းတာပေါ့နော်တရားရှင်လုံးပတိလေးတစ်ခုလိုအပ်တယ်ပေါ့ကိုပိုင်ပေါ့တီးတန့်လေးလိုအပ်တယ်အဲ့ဒီဟာကိုဘယ်လိုစပြီးကျင့်ရမလဲဆိုတော့နေ့စဉ်မြတ်စွာဘုရားရှင်ကိုရမေကြီးကိုတောက်တော်ရေးနေ့စဉ်ကပ်မယ်ကပ်ပြီးွားတဲ့အခါမှာဂုံတော်9ပါးဂုံတော်9ပါးကိုတပါးချင်းစီကိုပတိတစ်ပတ်ပဲစိတ်9ပါးလုံးကုန်မှပတိတစ်လုံးချပြီးတော့စိတ်ကြိုက်တယ်လို့စိတ်လို့ရတယ်9ပတ်9ရက်18ပတ်18ရက်28ပတ်28ရက်အဲ့လိုမျိုးလေးအဓိဋ္ဌာန်ကိုတိုးပြီးတော့လုပ်သွားဖို့လိုတယ်အချိန်မှန်းမယ်နေရာမှန်းမယ်ဆိုပြီးအခုခေတ်ကသိရတဲ့မယ်လေအားလုံးကလှူရှားသွားလာနေတဲ့အခါကျတော့နေ့တိုက်မှန်မှုပဲလိုတော့တယ်ပေါ့နော်ဟိုကတော့နေ့စဉ်ပုံမှန်စိတ်ပါမယ်ဆိုပြီးတော့ဒါအဓိဋ္ဌာန်တင်လာလိုက်တယ်အချိန်ကိုတော့တိတ်မထားလိုက်ဘူးအမှန်တိုင်းပြောရင်တော့အချိန်မှန်ရင်တော့ပိုကောင်းတော့နောက်ဆူတောင်းမှန်မယ်ကျင့်စဉ်မှန်မယ်နေရာမှန်မယ်ဆူတောင်းမှန်မယ်ဆိုလို့ရှိရင်ဒီအဓိဋ္ဌာန်အောင်တဲ့အခါမှာထိုက်တင်တယ်လို့ကိုပါရမီရှိရင်ရှိတယ်လို့အကျိုးစီးပွားတွေရကြမှာပေါ့နော်အဲ့ခါကျတော့ပထမဆုံး9ရက်ကတော့နေ့စဉ်ဖះကိုတောက်တော်ကြီးကတ်တယ်ဂုံတော်9ပါးကိုပတိ9ပတ်စိတ်တယ်9ရက်ပြည့်သွားဒုတိယမြောက်ကျတော့ဖះကိုတောက်တော်ကြီးကတ်တယ်ဂုံတော်9ပါးကို18ပတ်18ရက်စိတ်တတိယမြောက်ခါကျတော့တောက်တော်ကြီးကတ်တယ်ဂုံတော်9ပါးကို28ပတ်28ရက်စိတ်တယ်အဲ့လိုမျိုးလေးပုံမှန်ကျင့်စဉ်ဝင်လာပြီးအားထုတ်လာပြီးဒါနံပါတ်2ချက်နံပါတ်3ချက်ကမိမိရဲ့ကိုယ်ဆောင်နဲ့ကနေအစပြုပြီးတော့30ဘုံမှာရှိကြတဲ့ပုံကိုယ်တွေမြေအောင်ဖောင်းဆွေအောင်မျိုးအောင်စတဲ့ပုံကိုယ်တွေအားလုံးပေါ့နော်အဲ့ဒါတွေအကုန်လုံးလည်းမေတ္တာပို့တဲ့အလုပ်ကိုလုပ်တယ်နောက်အပြဝေတယ်နောက်ဆုံးကိုလုပ်ခဲ့တဲ့အရာကိုသစ္စာဆိုတယ်ဒီကျင့်စဉ်ကိုရေတော်ကျင့်စဉ်ကိုလုပ်ခဲ့တာမှန်ပါတယ်ဂုံတော်9ပါးကိုပရိပတ်ရေဘလောင်းနဲ့စိတ်ခဲ့တာမှန်ပါတယ်30ဘုံမေတ္တာပို့ခဲ့တာမှန်ပါတယ်ဒီသစ္စာမှန်ကန်မှာတော့ကြောင့်မိမိလိုအပ်တဲ့ဆုတစ်ခုတောင်းတယ်ပေါ့နော်အဲ့တော့ပါရမီအနုပရိယမြောက်ပေါ့စူးစမ်းအားထုတ်မှုရှိသလောက်ထိထိရောက်ရောက်နဲ့အကျိုးပေးတာတကယ်ကိုတွေ့ရပါတယ်တကယ်လည်းရရှိပါတယ်အဲကြောင့်ကြီးပွားချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေကခက်ခဲပင်မန်းနေလိုက်ရှာဖွေနေမဲ့အစားလုပ်နေမဲ့အစားပေါ့နော်အခုလိုမျိုးရေတော်ကျင့်စဉ်လေးကိုနေ့စဉ်မိမိအိမ်မှာပဲဖြစ်ဖြစ်ဘုရားစီဒီကျောင်းမှာပဲဖြစ်ဖြစ်နေတိုင်းအားစိတ်နဲ့ကံဝင်နိုင်တယ်လုပ်နိုင်တယ်ဆိုလို့ရှိရင်တကယ်ကိုထိထိရောက်အကျိုးကြီးတယ်ဆိုတာလေးကိုဝေမျှပေးချင်တာပါအဲ့တော့ညီလေးရဲ့ကိုကတော့နေ့စဉ်ဟောတဲ့နေနဲ့တင်ပြီးတယ်ရွှေတကားကြီးဖွင့်ပါအောင်ဆိုပြီးတော့အပတ်စဉ်ရေတရားတွေလည်းတင်ပြီးတယ်စောင်းပါးတွေကိုလည်းအခါလျော့စွာတင်ပြီးတယ်ဘေးတင်နေရေတရားတွေမလုပ်နိုင်တဲ့ပုံကိုယ်တွေအတွက်ကိုလည်းအထူးကျင့်စဉ်ဆိုပြီးတော့အဲ့ဒါတွေလည်းအခုတင်ပြီးထားတယ်အဲ့ဒါတွေကိုဘာမှကြည့်လို့ရမလဲဆိုလို့ရှိရင်နေလားဆရာမင်းတီလား Facebook page မှာကြည့်လို့ရပါတယ် Viber မှာကြည့်လို့ရပါတယ် YouTube မှာကြည့်လို့ရပါတယ် TikTok မှာကြည့်လို့ရပါတယ် Telegram မှာကြည့်လို့ရပါတယ်အဲ့ဒီ platform တွေမှာဝင်ရောက်ပြီးတော့လေ့လာနိုင်ပါတယ်အနည်းဆုံးပြောရမယ်ဆိုတော့
ဘေးတင်ရဲ့ရေဒီယာရဲ့ကျင့်စဉ်ရဲ့၃မျိုးရှိတယ်ဒီ၃မျိုးစလုံးကိုတပြိုင်တည်းလောက်ထားနိုင်တယ်လောက်နိုင်မယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပေါ့ဒါပေမဲ့ဘေးတင်လည်းမလုံနိုင်ဘူးရေဒီယာလည်းမလုံနိုင်ဘူးဆိုလို့ရှိရင်တော့နေ့စဉ်အာစိန်ကံရေတော်ကျင့်စဉ်လေးကိုမပြတ်မကွက်လုပ်သွားမယ်ဆိုလို့ရှိရင်ဘဝမှာအောင်မြင်မှုတွေကြီးပွားမှုတွေတိုးတက်မှုတွေကိုမလွဲမသွေတေချာပေါက်ကိုရရှိခံစားနိုင်မှာပါအားလုံးပဲအရန်လေးကြီးကျမ်းမာချမ်းသာပါ